ဒါကတော့ရာတကြိုပြည်မှာရှိတဲ့မြတ်စွာဘုရားရှင်ဝါတော်45ဝါမှာဝါတော်စဉ်2 3 4 20ဝါရီကိုတရင်တုံးခဲ့တဲ့ဝေလူဝင်ကျောင်းဖြစ်ပါတယ်ကျောင်းတော်နေရာပေါ့ဥယျာဉ်ပုံစံဖြစ်ပါတယ်ခင်ဗျာရှယ်လောက်တာဒီဥယျာဉ်ကြီးကလည်းလောက်ထားတာတားတာရလှပပါတယ်ရေကန်ကြီးကလည်းလှညောင်ရက်ထဲမှာစိမ့်လန်းဆူပြေးနေတာပါပဲခင်ဗျာဂါဒန်နဲ့အခုကြည့်ရှုနေသူများအတွက်လည်းမရောက်ဘူးပဲမဲ့တကယ်ရောက်သွားတယ်လို့ခံစားရအောင်ဦးစင်းရရှင်းပြတာတွေရှိပါတယ်အဲ့ဒါလေးလည်းတေချာနားထောင်ပြီးတော့လေ့လာကြပါခင်ဗျာဦးစင်းရှင်းပြတာလေးကိုလည်းအဆုံးထိတေချာနားထောင်လိုက်ပါကိုရောက်ဘူးတယ်လို့ခံစားသွားလို့ရပါတယ်ခင်ဗျာဝေလူဝန်ကျောင်းတော်ရာတဲ့ဦးဇင်းတို့ဝါတော်ကြီးကိုကျောင်းလုပ်ပြီးတော့လူတန်းအပ်တဲ့ဒီနေရာဥယျာဉ်ကြီးဟာဝါတော်ကြီးဖြစ်တဲ့အတွက်ကြောင့်ဝေတယ်ဒါကြောင့်မလို့ဝေလူဝန်ကျောင်းတော်လို့ခေါ်တာဝေလူဝန်ကျောင်းတော်အတွင်းမှာဗုဒ္ဓရှင်တော်မြတ်ဘုရားကိုဦးဆုံးဘာဝအာယုပြုပြီးတော့ကြည်ညိုရမလဲဆိုရင်မြတ်စွာဘုရားဝါတော်စဉ်ဆိုတာရှိတယ်ဘုဒ္ဓဘာသာမှာမြတ်စွာဘုရားဝါတော်စဉ်45ဝါမြတ်စွာဘုရားကဘုရားဖြစ်နေဘယ်နှဝါတရင်သုံးတယ်မေးရင်45ဝါအဲ့ဒီ45ဝါထဲမှာမှဗုဒ္ဓရှင်တော်မြတ်ဘုရားကဝေလူဝနလို့ခေါ်တဲ့ဒီနေရာမှာရှိတဲ့ကျောင်းတော်ရာမှာ9ဝါတိုင်တိုင်တရင်သုံးတော်မူတယ်တဲ့အဲ့ဒီ9ဝါကဘယ်နှဝါမြောက်တယ်လဲမေးရင်2 3 4 20ဆိုပြီးတော့မှတ်တမ်းရှိတယ်။2ဝါမြောက်မှာစပြီးတော့ဆိုတယ်3ဝါမြောက်ဆက်ဆိုတယ်4ဝါမြောက်ဆက်ဆိုတယ်အဲ့ဒီနောက်ပိုင်းတခြားနေရာတွေကိုဒေသစာတွေကြွချီခြင်းဖြင့်တခြားနေရာတွေမှာဝါဆိုတယ်19ဝါမြောက်မှာတစ်ခါပြန်လာပြီးတော့ဒီနေရာမှာဝါထပ်ဆိုတယ်အဲ့ဒီ19ဝါပြီးတဲ့တခြားနေရာမှာသတင်းသုံးပြီးတော့ပြန်ကြွပြီးတော့ဝါဆိုတဲ့တခြားနေရာမှာဝါ20မြောက်မှာလည်းပဲဒီနေရာကိုကြွပြီးတော့ဝါဆိုတဲ့အတွက်ကြောင့်ဒီနေရာဒီဒေသဒီနေရာမှာရှိတဲ့ဝေလူဝနကျောင်းတော်မှာဗုဒ္ဓရှင်တော်မြတ်ဘုရားက9ဝါတိုင်တိုင်သတင်းသုံးပြီးတော့ဝါဆိုခဲ့တယ်လို့ဒီဥစွာဘောပေါ်ပြီးတော့ကြည်ညိုရမယ်မြတ်စွာဘုရားဝါဆိုစဉ်ထဲမှာတာဝတိပြည်ပြီးလို့ရှိရင်ဒုတိယမြောက်အများဆုံးဝါဆိုတဲ့နေရာဟာဒီနေရာပဲလို့သတ်မှတ်ရတယ်နားလည်ရမယ်အဲ့တော့ဝေလူဝန်ကျောင်းတော်မှာမြတ်စွာဘုရားတရင်သုံးတဲ့အခါမှာထူးခြားပြည့်စုံဗုဒ္ဓဝိညာဉ်များစွာပေါ်ပေါက်တော်မူခဲ့တဲ့အထေးကဘာကိုကြည်ညိုပြီးတော့အာယုံပြုကြမလဲမေးရင်တို့ဒကာဒကမတွေကြားဘူးနာဝရှိပြီးသားဖြစ်တဲ့မကောင်းမှုရှောင်ကောင်းမှုဆောင်ယူအောင်စိတ်ကိုထားဆိုလိုက်တော့မကောင်းမှုရှောင်ကောင်းမှုဆောင်ယူအောင်စိတ်ကိုထားမကောင်းမှုရှောင်ကောင်းမှုဆောင်ယူအောင်စိတ်ကိုထားမကောင်းမှုရှောင်ကောင်းမှုဆောင်ယူအောင်စိတ်ကိုထားဗုဒ္ဓရှင်တော်မြတ်ဘုရားကဒီဝေလူကိုကျောင်းတော်ရာမှာတရင်သုံးတဲ့အခါဩဝါဒပฏิမောက်ဆိုပြီးတော့သူ့ရဲ့တတိတဝကတွေကိုဟောကြားပြောပြဆိုဆုံးမခြင်းဖြင့်ဆုံးမတော်မူခဲ့တာဩဝါဒပฏิမောက်အနေနဲ့ခါရာ3ခါရာရှိတဲ့တဲ့ကဦးဇင်းတို့ဆုံးကရွတ်လာတဲ့မကောင်းမှုရှောင်ကောင်းမှုဆောင်ပြုအောင်စိတ်ကိုထားဆိုတဲ့အဓိပ္ပာယ်ရတဲ့ကာရတိတဗ္ဗဘာပတ္တအကရဏံကုသလဥပသံပရာသာစိတပရိယောဓမနဣတံဗုဒ္ဓနာသာသနံဒီပါဠိနဲ့အတူသုံးကာရကိုဘုရားရှင်တော်မြတ်ဘုရားကဩဝါဒပါတိမောက်အနေနဲ့ပြတော်မူခဲ့တာဒီနေရာပဲသူ့ရဲ့တပည့်ယဟန်တွေကိုဩဝါဒပြီးခြင်းဖြင့်ဆုံးမပြီးတော့ထိန်းချမ်းလာတာမြတ်စွာဘုရား45ဝါ
ဖရာဖြစ်သတင်းသုံးတဲ့အခါမှာဝါတော်20လောက်ထိတဝက်နီးပါပါနော်။ဒါဆိုဖရာဖြစ်45ဝါမှာဝါတော်20လောက်ထိကိုဝိညာဉ်ပြည့်ညက်ချက်တွေမပြည့်ညက်သေးပဲနဲ့ဒီကာရာတွေအစရှိတဲ့ကာရာ3ကာရာနဲ့စီမံပြီးတော့အုပ်ချုပ်ခဲ့တယ်အဲ့တော့ရှင်းရှင်းလေးပဲမကောင်းတာမလုပ်ကြနဲ့တပိတော်ကတော့ကောင်းတဲ့အရာမှန်သမျှပဲပြုလုပ်ကြအတတ်နဲ့ဆုံးမိမိရဲ့စိတ်ကိုဖြူစင်အောင်ထားခြင်းဖြင့်သာသနာတော်မှာယတ္တိတာအဲ့ဒီကာရာအစရှိတဲ့ကာရာ3ကာရာကိုဘုရားရှင်တော်မြတ်ဘုရားကဒီနေရာမှာဩဝါဒပါဠိမောက်ပြတော်မူလေ။ဒါဩဝါဒပါဠိမောက်ပြတဲ့ထဲကဇာဝနာဝရှိပြီးသားဖြစ်တဲ့မကောင်းမှုရှောင်ကောင်းမှုဆောင်ပြုအောင်စိတ်ကိုထားဆိုတဲ့စကားတန်ကြားတဲ့ဒီဝေလူကိုအာယုပြုပြီးတော့ကြီးညိုနိုင်ရမယ်။အဲ့တော့ဒီဝေလူအကြောင်းတော်မှာဩဝါဒပါဠိမောက်ပြတော်မူတာကိုလည်းနားလည်ရမှာဖြစ်တယ်လို့ပဲဒီဝေလူအကြောင်းတော်ရမှာပဲတဲ့မြတ်စွာဘုရားရှင်ရဲ့တပိတဝကထဲမှာလက်ရတော်ယံလက်ဝဲတော်ယံဆိုတာရှိတယ်ကြားဘူးလားလက်ရတော်ယံကဘယ်လိုလဲလက်ဝဲတော်ယံကဘယ်လိုလဲရှင်သာရိပုတ္တရာနဲ့ရှင်မောဂလန်လောတော့သိရမယ်နော်ရှင်မောဂလန်နဲ့ရှင်သာရိပုတ္တရာကိုရောမြတ်ကြီးတို့ကိုလည်းယာတုအရာပြီးခဲ့တဲ့နေရာဒီနေရာပဲလို့နားလည်ရတယ်ရှင်သာရိပုတ္တရာရှင်မောဂလန်ကိုရောမြတ်ကြီးတို့ဟာဘယ်အရာတွေမှာဣတရေရတယ်လို့ထပ်မေးရှင်သာရိပုတ္တရာကပညာအရာမှာဣတရေရတယ်တဲ့။ဘာအရာမှာဣတရေရလဲ။ပညာအရာမှာဣတရေရတဲ့အတွက်ကြောင့်ရှင်မောဂလန်ကိုရောမြတ်ကြီးကိုတော့ဘယ်အရာမှာဣတရေရတာလဲပြီးရင်တကူအရာမှာဣတရေရတယ်။ရှင်သာရိပုတ္တရာသည်လက်ရတော်ယံရှင်မောဂလန်ကိုရောမြတ်ကြီးသည်ဗာလေရတော်ယံလေလက်ဝဲတော်ယံလက်ရတော်ယံလက်ဝဲတော်ယံကိုအောင်းမေ့ပြီးတော့ကြီးညိုလိုက်တဲ့အချိန်မှာဘုန်းကြီးရန်တွေကိုတစ်ချက်ကြည့်မယ်ဘုန်းကြီးရန်တွေသင်္ကန်းယုံတဲ့အခါဘယ်ဘက်ကိုပေါ်ပြီးတော့သင်္ကန်းယုံလာတာလဲဝီရှင်းပြတာလဲတစ်တော်မှာရှည်နေတဲ့အတွက်မိနစ်လေးရှည်တဲ့နောက်တစ်ပိုင်းဖြတ်ထားပါတယ်နောက်တစ်ပိုင်းလဲဆက်လက်ရှုစားပြကြပါဦးခင်ဗျာဘုန်းလာလားဘယ်ဘုန်း